เก็บยอดมีนี่เนาะป่าใจเลยจะมาอิงอ่ะเราแต่จะมาอิงอ่ะอยากจะอาใจเลยอยากจะอาใจเลยนี่ก็จะมาอาใจเลยဟုတ်လားဘလို့ငင်ငင်ก็ได้ใจเลยတိဘူးဆရာอาใจเลยအရင်ใจเลยပြီးမှဟိုမျက်စိအရင်တာလေးတော့အဲ့လိုမျိုးလေအဲ့လိုမျိုးอาใจเลยသူတို့အိုတဲ့အရာဆိုကျွန်မอาใจเลยအိုတဲ့အရာတော့ใจတယ် What โอ้ဆာမျိုးပေါ့ဟုတ်လားအဲ့လိုမျိုးอาใจเลยဘောနော်အဲ့လိုဟုတ်ပြီဒီရှစ်တန်းကိုတန်းတည်းကျွန်မအဖေလေအဖေရဲ့ခွေရှိရလေဟုတ်တီကိုဂျာညက်မှကျွန်မကြောင်းတီးပြီအဖေကြီးလို့ကိုပါကြီးတာသူတို့မကြည့်လို့ဆရာဒါပေမဲ့သူတို့ခွေသူတို့ခွေဝေထားလေဆရာဟုတ်ပြီအဲ့ဒါနဲ့အဲ့ရှစ်တန်းကိုတန်းမှာကျွန်မအဲ့ခွေယူမှကျွန်မခုကြည့်ရလေဟုတ်လားမိဘယူတယ်မိဘခွေပေါ့အဲ့ဒါနဲ့အဖေကအဲ့လိုမိဘလည်းကြည့်ကိုလည်းရှိပေါ့အဲ့ဒါနဲ့အဲ့ကြည့်တော့ကျွန်မကြီးလာတဲ့အဲ့ဒါဆွဲလာတယ်ဆရာအရင်ကြိုက်တယ်ဘယ်လိုမျိုးတအားကြိုက်တယ်ကြိုက်တော့မကြည့်မနေနိုင်ဘူးမကြည့်မနေနိုင်ဘူး international sound ပေါ့နော်ဒါရှိဘောရရဲ့နေ sound လေးပြောပြပါအောင် from this moment on ပြန်ပြောနေ sound 1 next from this moment on process name man no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  เนาะချင်းကောင်းစဉ်လေးကိုရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစဉ်လေးပါเนาะ process name man no ပြီးတော့ဒီမငယ်လေးအာရာเนาะအာရာ12နေရာလေးယူပြပါအာရာတချင်းကောင်းစဉ်လေးပေါ့เนาะနေဆောင်လေးอ่ะsong name got all of me song name got all me song name got all me ဆိုတဲ့ဒါတချင်းလေးอ่ะခေါင်းစဉ်နဲ့တင်မယ်ရင်ခုန်စိတ်လှုပ်ရှားပါ යි နော်ခေါင်းစဉ်နဲ့တင်မယ်ရင်ခုန်စိတ်လှုပ်ရှားပါ යි နော်ခေါင်းစဉ်နဲ့တင်မယ်ရင်ခုန်စိတ်လှုပ်ရှားပါ යි နော်စောနိခအော်မီနော်ဒါပြောမှဆိုတော့ဟာတာတချင်းလေးပေါ့ဗျာဒီတချင်းကောင်းစဉ်ပြောတဲ့ဟာလူတွေကြီးမောွားတဲ့ဆိုတဲ့ဒါပြိုင်ဝဲဝင်တွေကတော့ဒီတချင်းကောင်းအတိတ်ပဲသူတို့တိခံစားပြီးဆိုတာမဒီအောင်ကဒီတချင်းကောင်းစဉ်ပြောလိုက်အားလုံးကြီးမောွားတယ်ဆိုတဲ့ကကျွန်တော်သိပါတယ်ဒီတချင်းဒီဟာတာဆန်ဆန်တချင်းငါပဲအုံးမြေတဲ့ချာနောက်တဲ့10သိန်းလိုသေးတယ်ဟိုဒီနေ့သူတဲ့သိန်းခွဲရမှာဆရာကြီးဝုထုမေကတ်ရတယ်ဟိုဘယ်လိုကောင်းလဲဆိုတော့လေဖရားတယ်ဘုရားဘိုးလေးမျက်နှာမငယ်ရအောင်ပတ်စံကြီးတွေဖုန်းကြီးဖရားချင်းတွေ9000 1000အဲ့လိုထူလေးရတယ်ဒီမေလိုကြီးနော်အဲ့တော့ထူလဲပူလို့မှန်တယ်အားလုံးဟိုမေလိုကြီးကိုတောင်းဖြစ်တယ်ပေါ့နော်ဒါလို့ဟိုပါမေလိုကြီးစားဖြစ်တယ်ဝင်းနေနေတာမသိပါဘူးမေလိုကြီးဝင်းနေတယ်ဘာဝင်းနေတယ်မသိဘူးကျွန်တော်ကပြောလေအားလုံးဝင်းနေတာပြောကျွန်တော်ကပြောလေအားလုံးဝင်းနေတာပြောဟောလာလည်းပေးတဲ့ကများလို့ထူလာနေတော့လာလည်းပေးတဲ့ကများလို့ထူလာနေတော့လာလည်းပေးတဲ့ကများလို့ထူလာနေတော့မေလိုရဝဲမနေပါနဲ့တော့ဖြစ်မှာပေါ့မေလိုကြီးတိတ်တိကိုနေလောက်ပေးရပါတယ်နော်ဆိုတော့စိတ်ကြီးတဲ့လူလည်းရှိတယ်လို့အစမပြေတဲ့လူလည်းရှိတယ်လေနော်မေလိုနော်ဝဲမနေပါနဲ့နော်ဟိုတခုရှိတာတော့အခုလာတဲ့လူတွေထဲမှာတဲ့ဆရာမကြီးယုံကြည်မှုရှိရလားတဲ့မေလိုရမေးရှိပါတယ်ရှိပါတယ်မေလိုရလက်ပြချင်းဆရာမလေးဟိုတဲ့ဘောကဝတီမေလိုပေါ့နော်ဘောကဝတီမေလိုမလို့တဲ့ဆရာမလေးရဲ့ခါမှာနံပိတ်ခါမှာရဲ့မေလိုရှင်းလေးချပါတယ်တဲ့အဲ့တော့တဲ့ဆရာမလေးနားမှာအနီးကနေတဲ့လူတွေဆရာမလေးကိုပေါ့နော်သစ္စာရှိပေးပါတဲ့နော်ဘာလို့ကိုမရလို့ရင်စိတ်နဲ့မလုပ်ပါနဲ့တဲ့နော်ကိုဘက်ကလည်းဒါနဲ့ပါမီဖြစ်ပြပါတဲ့သူ့ဟာလူဖြစ်သွားလိမ့်မယ်တဲ့ရလို့ရင်စိတ်နဲ့နေတော့အစမပြေပါဘူးလေမေလိုရအမီနဲ့ရိုက်ထုတ်ပြမှာနော်တဲ့နော်ဘာလို့တော့တာနာပြုတ်တာမလို့ပါနော်တဲ့ဆရာမလေးကိုနှောက်ချက်တွေကပုံးပါတဲ့ဒါပေမဲ့တော့လေမေလိုကြီးရှိတယ်မေလိုကြီးကဆရာမလေးကိုချစ်တဲ့တမ်းမလို့အမီနဲ့ရိုက်ထုတ်ခတ်ထုတ်ပြမှာလေမေလိုကြီးကပြောတယ်မေလိုလည်းကျန်းတယ်တော့ဘူးမေလိုကြီးစိတ်ကျန်းကိုကျန်းနေမှာလားကြောင့်မေလိုလည်းကျန်းတယ်တော့ဘူးမေလိုကြီးစိတ်ကျန်းကိုကျန်းနေမှာလားကြောင့်